35 ရက်နေ့အမှုစီရင်ခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်63မှအခန်းကြီး23အခန်းငယ်17အထိကြိုသိနိုင်တယ်ဆိုတကူကြီးတယ် အခုဘယ်သူရလိုက်တာလဲပြောနောက်ထပ်ဘယ်သူရအောင်မလဲ ရပြီခုတော့သူ့ကိုတရားရုံးခေါ်သွားလိုက် တော်မယ်ထ အမှုစစ်ဖို့တရားရုံးကိုဘာသာရေးဆရာတွေရောက်လာကြတယ်မင်းကဘုရားသခင်လွတ်လိုက်တဲ့ကယ်တင်ရှင်ဆိုဟုတ်လား ငါပြောရင်လည်းမင်းတို့ယုံမှာမဟုတ်ဘူးငါမေးရင်လည်းမင်းတို့ဖြေကြမှာမဟုတ်ဘူးဖုံးတကူအာနာကြီးတဲ့ဘုရားသခင်ရဲ့ညာဘက်နေရာကိုတိတ်မကြခင်ငါယူမယ် မင်းကဘုရားသခင်ရဲ့သားမို့လို့လား မင်းပြောတဲ့အတိုင်းပဲ အလကားလျှောက်ပြောနေတာပါကွာ ဖယားသခင်ကိုသူစော်ကားနေတာ အပြစ်ပေးရမယ် သူပြောတာကိုငါတို့နားနဲ့ဆက်ကြားခဲ့ရတာပဲ ပြီးလက်မင်းစီသွားပို့လိုက် ဟုတ်တယ်မြန်ခေါ်သွား လာ သူတို့ကယေရှုကိုပိလတ်မင်းစီခေါ်သွားကြတယ်အဲ့ဒီမင်းကလူတွေကိုအမြဲတမ်းလဝါကားတိုင်းပေါ်တင်ပြီးရက်ဆက်တပ်ပစ်တတ်တယ် စောစောကြီးဘာဖြစ်လာကြတာလဲကွာဒီလူကလူလိန်ကြီးပါအရှင်မင်းကြီး ဗိမာန်တော်ကြီးထဲမှာလဲစူပူအောင်လုပ်တယ်သူ့ကိုဘယ်လိုအပြစ်ပေးမလဲ အပြစ်ပေးပါ ခိုင်လုံတဲ့တက်တယ်မရှိဘဲနဲ့အပြစ်ဘယ်လိုပေးလို့ရမလဲ တက်သေးရှိတာဗောစီစာဘရင်ကိုအခွန်မဆောင်ရဘူးလို့ပြောတယ်သူ့ကိုယ်သူဘုရားသခင်ရွေးထားတဲ့ဘရင်လို့လဲပြောသေးတယ် ဘယင်မင်းကဂျူးလူမျိုးတွေရဲ့ဘယင်ဟုတ်လား ဟုတ်တယ် သူကဂါလိလဲပြည်ကနေဒီအထိတလန်းလုံးစူပူအောင်လုပ်လာတာ ဂါလီလဲလား तू ကဂါလီလဲပြည်သားလားဒါဆိုရင်ဟဲ့လို့မင်းနဲ့ပဲဆိုင်တယ်ငါနဲ့မဆိုင်ဘူးလေဟဲ့လို့မင်းစီကိုပို့လိုက် မင်းကိုမင်းဘယ်သူထင်နေလဲတပည့်တွေစုနေတာရောမင်းဘယ်လောက်ရပြီလဲအော်စရာတကိုးတွေလည်းလုတ်ပြနိုင်တယ်ဆိုတခုတော့လုတ်ပြစမ်းကွာ မင်းကြီးသူ့ကိုယ်သူဘရင်ဆိုပြီးပြည်သူတွေကိုရှောက်လိန်နေတယ် ဒီလူကဘင်းဟုတ်လားဟာ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 ဘင်းမင်းမြတ်ကြီးရဲလိုက်စမ်း ပိလမီစီပြန်ပို့လိုက်ကွာဒါကသူတိုင်းပြီ
နံပါတ်1ငါသည်ယေရှု၏တုံ့ပြန်မှုကနေဘာသင်ယူသလဲနံပါတ်2အကျင့်ပြစ်ချစားသောစနစ်တွင်ချုပ်နှောင်ခံရလျင်ငါမည်သူကိုကိုးစားမလဲနံပါတ်3တစုံတစ်ယောက်ကငါ၏ဘဝလမ်းခီးကိုချင်းချောက်သောအခါဘာလုပ်မလဲ